ကျွန်တော်ရွေးချယ်တဲ့ပုံနဲ့ပြောပြပြီးပါပြီဂီတာကျိုးညှိတာလည်းပြောပြပြီးပါဂီတာကျိုးကတော့ကျွန်တော်တို့အခုကတော့အရှင်တို့မညှိတော့ဘဲနဲ့ software နဲ့ညှိကြတယ်များအရင်တော့စတိုင်ဆိုရင်တော့ကျွန်တော်တို့ကအခုဒီမှာ1 2 3 4 5ခွက်မြောက်မှာ2ကျိုးကိုကျွန်တော်တို့နှိပ်လိုက်မယ်1ကျိုး1ကျိုးကိုကျွန်တော်အနေတော်အထိတင်ထားမယ်ဒီကလို့ ear ရနာကောင်းတယ်ဆိုရင်ကျွန်တော် standard tuning အတန်အထိကိုကျွန်တော်တင်လိုက်မယ်ဟုတ်လား standard tuning အတန်အထိတင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့2ကျိုးရဲ့5ခွက်ကိုနှိပ်မယ်အဲ့နှိပ်လိုက်တဲ့အတန်ဒီအခုနလွှတ်ထားတဲ့6ကျိုးရဲ့1ကျိုးရဲ့လွတ်တဲ့အတန်နဲ့တူပါမယ်ဟုတ်လား1ကျိုးဒီလွတ်ထားတယ်တခုခုတင်းတဲ့အထိချိန်ထားတယ်အဲ့ဒါကို2ကျိုးက5ခွက်ထောက်5ခွက်ထောက်ရင်အဲ့ဒီအတန်နဲ့အဲ့ဒီအတန်နဲ့တူနေရမယ်တတန်နဲ့ထွက်နေရမယ်နှစ်ခုလုံးတည်းရပါတတန်နဲ့ပဲအဲ့ဒါဆိုရင်1ကျိုးနဲ့2ကျိုးဒီညီတယ်ဟုတ်ပြီနော်နောက်တစ်ခုကကြတော့ကျွန်တော်3ကျိုးကိုဆက်တက်မယ်3ကျိုးမှာကျတော့ကျွန်တော်4ခွက်ကိုနှိပ်မယ်4ခွက်ကိုနှိပ်ထားလိုက်မယ်နှိပ်ထားလိုက်ရင်အဲ့ဒီလွတ်ထားတဲ့2ကျိုးနဲ့တော့တူပါမယ်ဟောနော်တတန်နဲ့ထွက်တယ်လွတ်ထားတဲ့2ကျိုးနဲ့ကျွန်တော်တို့ဖိထားတဲ့3ကျိုး4ခွက်နဲ့အတူတူပဲအတန်ဟုတ်ပြီနော်ဟုတ်ပြီလားဒါကျွန်တော်တို့အလွတ်ချိန်တာနော်ခုနစော်ဝဲနဲ့ချိန်တာကဲပြီးသွားရင်ကျွန်တော်4ကျိုးမှာကျတော့ကျွန်တော်တို့5ခွက်ကိုပြန်နှိပ်မယ်4ကျိုး5ခွက်နှိပ်မယ်4ကျိုး5ခွက်နှိပ်ရင်3ကျိုးရဲ့လွတ်ကျိုးနဲ့တူပါမယ်3ကျိုးလွတ်ကျိုးနဲ့4ကျိုး5ခွက်နဲ့အတန်အတူတူပဲတတန်နဲ့ပဲဒီတတန်နဲ့ပဲတော့ဟုတ်နော်ပြီးရင်အပေါ်လေးဆက်တက်လိုက်မယ်5ကျိုး5ခွက်5ကျိုး5ခွက်ဒီ4ကျိုးလွတ်ကျိုးနဲ့တူတယ်ဟုတ်လားဟုတ်လားပြီးရင်6ကျိုးဒီထမယ်6ကျိုး5ခွက်6ကျိုး5ခွက်ဒီ5ကျိုးလွတ်ကျိုးနဲ့တူတယ်ဟုတ်လားတတန်လေးပဲထွက်ဒါမှကျိုးကြီးတယ်အဲ့တော့ကျွန်တော်တို့ငယ်တော့ဆိုရင်ကျွန်တော်ဒီမှာပေါ့ပြီးဒီဘက်လေးရွှေ့ရတယ်တောက်ချောက်တာအဓိက5ခွက်မှာ2ကျိုးကိုထောက်တယ်ပြီး4ခွက်ကိုပြောင်းလိုက်တယ်3ကျိုးကိုပြီးကျန်တဲ့5ခွက်ပဲဟုတ်လားပြီးသွားပြီဆိုရင်ဟုတ်လားဒီမှာဂီတာလေးနည်းနည်းတီးတဲ့ပေါ်လေးလေးကန်ပြီးတော့ဗတန်လေးညီတာဆိုတော့တီးကြည့်လိုက်ရင်ရပြီเนาะအဲ့ဒါကြောင့်မလို့ဒါဆိုရင်ဂီတာကိုကျွန်တော်ကြိုးညှိတာရသွားပြီပေါ့နော်အဲ့တော့ဂီတာကြိုးညှိတာရသွားပြီဆိုတော့ကြောင့်ဒါကျွန်တော်ဒီသင်ခန်းစာကိုဒီနောက်မှာ